ကုန်ရှိတယ် ကလေးတို့ရေตาယာလှပတဲ့ရေကန်ကြီးတစ်ခုရဲ့အောက်ခြေမှာအယောင်တွေလက်လက်ထနေတဲ့ရွှေရောင်ငါးကလေးတစ်ကောင်ရှိတယ်။သူကရေကန်ထဲမှာအလှဆုံးဖြစ်လို့သူ့ကိုယ်သူအယမ်းအထင်ကြီးပြီးအမြဲတမ်းဝါကြွားနေတတ်တယ်။အဲ့ဒီရေကန်ထဲမှာပဲအယောင်သွေးမလှပပေမဲ့သဘောအယမ်းကောင်းတဲ့အစိမ်းရောင်လိပ်ပူလေးတစ်ကောင်လည်းနေထိုင်နေ။လိပ်ပူလေးကလှုပ်ရှားတာနှီးကွေးပေမဲ့တခြားရေတတ္တဝါလေးတွေကိုအမြဲကူညီတတ်တယ်။တနေ့တော့ရွှေရောင်ငါးကလေးကလိပ်ပူလေးကိုမြင်သွားပြီးလိပ်ပူလေးမင်းကိုကြည့်ရတာအယောင်လည်းမလှဘူးလေးလံတဲ့အခွန်ကြီးနဲ့အယမ်းလဲနှီးတာပဲငါ့ကိုကြည့်စမ်းဘလောက်မြန်မြန်ကူးနိုင်လဲဆိုပြီးလှောင်ပြောင်ပါတော့တယ်လိပ်ပလေးကစိတ်မဆိုးပါဘူးငါကမင်းလောက်မလှပေမဲ့ဒီအခွန်မကြီးကငါ့ကိုဘေးအန္တရာယ်ကနေကာကွယ်ပေးတယ်တငယ်ချင်းရဲ့လို့ပြန်ပြောလိုက်တယ်ပြီးတော့ကြောက်တုံးကြားရဲ့ညက်နေတဲ့ကနန်းလုံးလေးကိုတွားပြီးကူညီကေတင်ပေးလိုက်ပါတယ်အဲလိုနဲ့တနေ့မှာရေကန်ကြီးတဲ့ကိုတငါတဲ့တယောက်ရဲ့ကြီးမားတဲ့ပိုက်ကွန်ကြီးတစ်ခုကျလာပါတော့တယ်ပိုက်ကွန်ကြီးကရေအောက်ချီကိုလှင်မြန်စွာဆင်းသက်လာတယ်ရွှေရောင်ငါးကလေးဟာသူ့ရဲ့အလှကိုလိုက်ပြနေရင်အာယုံလွင့်သွားလို့ပိုက်ကွန်ကြီးတဲ့ကိုတန်းတန်းမမတ်ဝင်သွားပြီးညှိသွားပါတော့တယ်သူဘလောက်ပဲယုံပိုက်ကွန်ကနေထွက်လို့မရတော့ဘူးကဲကြပါအောင်ငါ့ကိုကဲကြပါအောင်လို့ရွှေရောင်ငါးကလေးကအော်ဟစ်အကူညီတောင်းတယ်ဒါပေမဲ့တခြားလှပတဲ့ငါးတွေအကုန်လုံးကကြောက်လန့်ပြီးကိုလွတ်ယုံထွက်ပြေးသွားကြတယ်ဘသူမှသူ့ကိုလာမကယ်ရဲကြဘူးလေအဲ့ဒီအချိန်မှာအဝေးကနေငါးကလေးအော်တန်ကိုလိပ်ပုတ်လေးကြားသွားတယ်သူဟာကြောက်ရွံ့ခြင်းမရှိပဲပိုက်ကွန်ကြီးစီကိုအမြန်ဆုံးအားယူပြီးကူးလာခဲ့ပါတယ်ပိုက်ကွန်နာရောက်တဲ့အခါလိပ်ပလေးကသူ့ရဲ့ထက်မြက်တဲ့ပါးစပ်ကိုတုံးပြီးပိုက်ကွန်ကြိုးတွေကိုအားကုန်ကိုက်ဖြတ်ပါတော့တယ်လေးလံတဲ့အခွန်ကြီးရှိနေလို့ပိုက်ကွန်ကသူ့ကိုဖမ်းလို့မရခဲ့ဘူးနောက်ဆုံးတော့ကျိုးပြတ်သွားပြီးရွှေရောင်ငါးကလေးအပြင်းကိုလွတ်ထွက်လာခဲ့ပါတယ်ရွှေရောင်ငါးကလေးဟာအယမ်းကိုရှက်သွားပြီးလိပ်ပူလေးကိုကျေးဇူးတင်စကားပြောခဲ့ပါတယ်အဲဒီနေ့ကစပြီးသူတို့နှစ်ကောင်ဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်ကဲကလေးတို့ရေဒီပုံပြင်လေးကဘာသင်ခန်းစာပေးလဲဆိုတော့အပြင်ပန်းလှပနေဖို့ထက်အခက်အခဲရောက်နေသူကိုကူညီရဲတဲ့တတ္တိနဲ့မေတ္တာတရားကသာအရေးအကြီးဆုံးပဲဆိုတာပါပဲနောက်ထပ်ပုံပြင်လေးတွေကြည့်ဖို့ channel လေးကို subscribe လုပ်ခဲ့အောင်နော်တတာ